အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာတော့ပြင်ဦးလင်းမှာရှိတဲ့ပွဲကောက်ရေတံခွန်ဖြစ်ပါတယ်ခင်ဗျာဒီရှိရဲပေါ့နော်ပန်းကင်းတွေပန်းကြံတွေနောက်ပြီးတော့မှအလှပလေးတွေရှူဝင်းရှူဝက်တွေကိုကျွန်တော်ရဲ့ကြည့်ရပိတ်ချက်တွေကိုလိုက်ပြချင်ပါတယ်ခင်ဗျာနိုင်မတောင်းဘူးနော်လာတယ်ကဲဒါအခုတော့ကျွန်တော်ပွဲကောက်ရေတံခွန်ရောက်နေပါတယ်ပွဲကောက်ရေတံခွန်မှာရှိတဲ့မန္တရာကိုဖြတ်မယ်ပေါ့နော်မန္တရာဖြတ်မယ်နေထားလေးဖြစ်ပါတယ်ခင်ဗျာဝေါပန်းလေးလာတယ်ကျန်ဟိုမှာအနောက်ကပန်းလေးလာတယ်အေးမမော်လာတို့ပန်းနေလားမသိဘူးအေးမော်လာတို့ကရုပ်ပန်းနေကဲဒါအခုကတော့ကျွန်တော်တို့မန္တရာကိုစပ်ပြီးတော့ဖျက်ရှောက်နေပါပြီခင်ဗျာကဲပွဲကောက်ရုံမှာရှိတဲ့မန္တရာဖြစ်ပါတယ်ခင်ဗျာအဲမန္တရာမှာဘယ်လိုဖျက်ရှောက်လဲဘယ်လိုတွားကြလဲဆိုတော့ကျွန်တော်ကဒီမန္တရာမှာရှိတဲ့တဘဝလာပလေးတွေကိုလိုက်ကြအောင်ဖြစ်ပါတယ်ခင်ဗျာအဲဒါရက်လုံနေဟာဒါလုံနေပါလား Come on come onဟိုမှာရေတံခွန်လာတယ်မှာကျန်ရေတံခွန်တရားပေါ်ရဲ့အပေါ်စီကနေပြီးတော့ရေတံခွန်ကြည့်လို့ရတာပေါ့နော်အရန်နေလာနေရောကဲကြည့်ပါဦးများဘယ်လောက်လာလဲကျွန်တော်တို့ညီမကြီးမှလည်းတို့လှပါတယ်ရှိတယ်ဆိုတာပေါ့နော်ပြကျင်တာပေါ့နော်ဟုတ်ပါကျွန်တော်တို့ရေတံခွန်ရဲ့အထက်မှာပေါ့နော်ဖယားဟိုကြည့်လို့ရတာပေါ့နော်ဟိုမှာကျိုးကြီးနဲ့ကေဘယ်ကျိုးကြီးနဲ့တက်ပြီးတော့မှဆွဲထားတဲ့ဟာတွေလည်းရှိပါတယ်အဲ့ဒါတော့ဘယ်တော့လည်းမသိဘူးဟိုစပီးသွားလို့လေဒါလေးကဲဒါခုတော့ဒီဒရာဘောကနေထွက်လာပြီပေါ့နော်ကျွန်တော်မန္တရာဘောကနေထွက်ပြီးတော့မှဒီဘက်မှာဘာတွေရှိလဲပေါ့နော်တစ်ချက်ကြည့်မှဖြစ်ပါတယ်ခင်ဗျာမပန်းမနေတော့ရှိရပြပန်းမနေလေးစိုက်ထားတယ်ပေါ့နော်ဒီမှာလည်းရှိရပေါ့နော်လာရတဲ့ပန်းလေးရှင်အားလာပဲဒီမှာမင်းသားတော့တက်ဖမ်းနေပါတယ်ခင်ဗျာတက်ဖမ်းနေပါတယ်မင်္ဂလာပါတွေ့လိုက်ဒီဘက်ကလည်းလုပ်လိုက်မဒါဒိုင်တင်းလုပ်နေဒိုင်တင်းဟိုဘက်ကကျတော့ခါတွေပေါ့နော်ဟိုဘက်ကကျအက်တာတွေပေါ့နော်မအက်တာတွေမအက်တာတွေကမှဟွာကင်မရာမန်ကလုပ်တယ်ဘယ်လိုလုပ်စင်ပြအကုန်လုပ်တယ်ပေါ့နော်ကျွန်တော်ရပြရမလားပန်းလေးတော်လာပဲအခုတော့2လပိုင်းပေါ့နော်ကျွန်တော်ဖေဖော်ဝါရီလထဲမှာဆိုတော့ပန်းတွေအရန်ကိုလှပပလေးကောင်ဖူးပွင့်နေကြပါတယ်ခင်ဗျာအရန်ကိုငွားငွားဆွန့်ဆွန့်ပေါ့နော်အပင်ထက်မှဖူးပွင့်နေကြပါခင်ဗျာမကလေးရဲ့အဲသူမြူးနေကြချင်းမလေးငါကောင်းကြီးတယ်ရောက်လာကြံကြောင်လည်းမရှိဘူးအဲတော့နှစ်ခုတော့နောက်နော်အဲဒီမှာစားနေနေပါလေစားရင်ကဲတပန်းတီးကျွန်းစားစားအောင်စားအောင်ဒီကတော့ဟုတ်တော့အဲ့လိုယူထားတာ
တပန်းပြကျွေးမယ်တပန်းပြကျွေးမယ်ပြီးပြီနော်တုံးပါပြီသူကတစ်ခုရင်တစ်ခုရွာစားတာတဲ့ပြီးပြီနော်နောက်တစ်ယောက်နောက်တစ်ယောက်လာတော့ဒီပါပါကကျုံနေပါဆိုတော့ညနေလာနေရောဗျာအကြည့်ပါဦးအခုကတော့ကျွန်တော်တို့ကတောလမ်းကိုသွားနေပါတော့တောလမ်းမှာဘာရှိလဲဆိုတော့ကျွန်တော်ရဲ့ကြည့်ရလူလိုက်ကြပြီးတော့ဖြစ်ပါတယ်ခင်ဗျာကဲဆက်ပြီးတော့မှကြည့်ပြပါအောင်ဗျ Let's go မဘေးနားမှာလေးတော့ပန်းပင်လေးစိုက်ထားတာပေါ့နော်ဘေးလမ်းတစ်ချောင်းမှာတော့တောလမ်းဆိုတော့တကယ်တောလမ်းလေးလိုပဲလောက်ထားပေးရပါတော့ဒီမှာတစ်ပင်ဝါးပဲနေနဲ့တရဲဝါးရိတ်တွေနဲ့အေးချင်းချင်းရှိတယ်ပေါ့နော်မတလိမ့်ဆန်ရဲ့ငက်ကလေးပါလေအော်ရဲတန်လဲကြားနေရတယ်ဟိုမှာဆိုဆင်အော်ရတောင်ကြားရတယ်ဆင်ကြီးအော်နေတဲ့တန်ပေါ့နော်မကျိုးရရှိတယ်ကျိုးရတဘာဝတစ်လုံးအိမ်ရှိရဲ့နောက်ကျိုးရရှိတယ်တဲ့ဒီမှာတို့ရိုးဆိုင်ပြထားပါတော့ရိုးဆိုင်ဒီတဘာဝတော်လန်းလေးကနေပြီးတော့မှကျွန်တော်တို့နားထောင်လာလို့ရှိရင်အောက်ပါပေါ့နော်ရေတံခွန်ကြားနေတဲ့အတန်ကြီးကြားနေရပါတယ်ဟိုမှာရေတံခွန်ရေစိုင်းရေကြားတဲ့အတန်လေးတဘောနဲ့ပေါ့နော်ဒါလေးလည်းကြားနေရရှိပါတယ်ခင်ဗျကဲဒါလေးကလည်းအရန်လေးလာတဲ့ရေတံခွန်လေးပစ္စည်းလေးပေါ့နော်စိုင်းချောင်းရေလေးတစ်ခုဖြစ်ပါတယ်အရန်ကိုလှပတဲ့စမ်းချောင်းလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဒါလည်းဒီတောလန်းသွားတဲ့6လမ်းတစ်ချောင်းမှာရှိရပေါ့နော်တောလန်းကိုဖြတ်တဲ့6လမ်းတစ်ချောင်းမှာရှိရဖြစ်ပါတယ်ခင်ဗျာတက်လုံးအိမ်ပေါ့နော်ခုနကစားတာရိုးဆိုင်မှာတွေ့ရတဲ့တက်လုံးအိမ်လေးဖြစ်ပါတယ်မြင်အောင်မလားမြင်အောင်မဲနေရလာမခဏထိုင်ရဒီလိုရဒါတော့အနောက်မှာမြင်နေရတဲ့ဟာတော့ကျွန်တော်တို့ကေဘယ်စီးရပါတော့ကေဘယ်စီးတဲ့ဒီလက်မှတ်ရောင်းထားဖြစ်ပါတယ်သူကတော့လူတယောက်ကို3000လို့ပြောပါတယ်ဗျအသွားပြန်ဆိုလို့ရှိရင်တော့9000နဲ့ဒါကျွန်တော်တို့ကတော့ဟိုဘက်ကနေစိုက်ထွက်လာတော့ဒီမှာတော့အဆုံးတာပေါ့နော်ဆုံးတော့ဒီဘက်ကနေအပြန်ပဲရှိမှာပေါ့နော်အသွားတော့မရအောင်အဲ့ဆိုအပြန်တစ်ချောင်းကို3000ပေါ့နော်လူတယောက်ကို3000ပဲကြာမှာရှိပါတယ်ခင်ဗျကဲဖိုင်ကြတော့ကေဘယ်စီးပြီးတော့မှပြန်မှာဖြစ်ပါတယ်ခင်ဗျလောလောဆယ်ဟိုနားလေးမှာရေလေးကျနေရှိရပေါ့နော်ရေစလောက်လေးကျနေရေတကုံလို့ခေါ်လာပါလို့ခေါ်တယ်တိတိလေးဆိုတော့လေအဲ့ဒါလေးကိုလည်းကြာမှာဖြစ်ပါတယ်ခင်ဗျကဲဒါတော့ရေကန်ကြီးပေါ့နော်ဒါတော့ညောင်းခုံမလားချောင်းခုံမလားကဲဒီမှာရေကျနေအရန်လှနေရောရေကောင်အသေးလေးပေါ့နော်ဒီကောင်ကျတော့ကဲအရန်လှပါတဲ့နေရာလေးတစ်ခုရှိပါတယ်ခင်ဗျာကြည့်ပါဦးမှာအရန်လှနေရောမရိုက်တော့ဘူးလေမထိုင်ရတဲ့ကဲအရန်လာပါလားဗျာမပန်းမုံလာလို့ဘာလို့လဲအေးလိုက်ရချင်းက
ကဲအခုတော့ KB စီဦးဆောင်နေပါတယ်ခင်ဗျာ KB ဒီလက်မှတ်ရုံပါပေါ့နော်ကဲဒါတိုးလက်မှတ်ပါ3000ပေးရပါတယ်ဒီမှာ Wow. ကဲစောင့်ဆိုင်နေပါတယ်ခင်ဗျာ KB ကြိုးစီးမလို့ပွဲကောက်ရေတကုံဖြစ်ပါတယ်ကေဘယ်ကျိုးစီးပါတော့မယ်ခင်ဗျာကဲကေဘယ်ကလည်းရောက်တော့ပါပြီကဲဘယ်လိုနေလဲဆရာမွန်းချက်တယ်နေရောက်တယ်ဆိုအလုံးပိတ်ခန်းထဲမှာနေပေါက်ကလေးရှိရပါတော့ပေါက်ကလေးတော့ရှိပါတယ်ခင်ဗျာဒီမှာပါကေဘယ်ကတော့စတက်နေပါပြီဒီဘက်ကတော့တောင်တန်းတွေပေါ့နော်ဒီဘက်ကတောင်ရှိရပေါ့နော်ကဲဒါ KB ကတော့ကျွန်တော်တို့ကတစ်စင်းနဲ့တက်လိုက်ပေါ့နော်စင်းနဲ့တက်လာပါပြီဘာမှမတွေ့ဘူးငါပြောပြနေမှတွေ့တယ် What ဂေါ်စီလာတွေရှိပါတယ်ခင်ဗျာဒီထဲမှာလဲအဲ့ဒါပွဲကောက်ရည်တုံရဲ့ KB ကျိုးကနေစီးနေမြင်နေရတဲ့အနေထားလေးရှိပါတယ်ခင်ဗျာဒါတွေပဲရှိရအောင်နော်ဒီကကဲတော့ဟိုဘက်ကအခုမြင်နေရတာ roller coaster queen ရှိပါတယ်ခင်ဗျာဒါတော့ roller coaster queen ကြီးပေါ့နော်ဒီဘက်ကတော့ကစားကွင်းရှိပါတယ်ခင်ဗျာတက်ပုံမြင်တော့လို့ပဲဟာပုံမြင်တော့လို့ပဲကဲဒါပြင်ဦးလည်းမျိုးရဲ့ရှုခင်းလေးရှိပါတယ်ခင်ဗျာဘုရားတွေကတော့ပြင်ဦးလည်းမျိုးရဲ့ရှုခင်းရှုခွက်တွေရှိပါတယ်ဒီကတော့တောင်းတန်းရှိရပါတော့အောက်ကတော့ပန်းကြံကြီးပေါ့နော်လှရတဲ့ပန်းနေဖေဖော်ဝါရီလဆိုတော့အရန်ကိုလှနေပန်းနေရပါပန်းပွင့်တဲ့ຢာတွေပေါ့နော်တစ်လပိုင်းနှစ်လပိုင်းကြာတော့အရန်လှပါတယ်ခင်ဗျာကြာဒီဘက်ချမ်းဒါဒီဘက်ချမ်းဖြစ်ပါတယ်ခင်ဗျာကဲဆင်းပါပြီဗျာဟုတ်ကဲဒါလေးတော့ကျွန်တော်ပြီးသွားပြီပေါ့နော်စီလို့ဘယ်ပေါက်ရောက်သွားနော်လား ဒီမှာလေလိုက်တာပန်းလေးတွေမှာနင်းအသေးပုံလေးတို့ထားဒါတော့နင်းစကြိမ်ရှိပါတယ်နင်းစကြိမ်ကြီးလာလိုက်တာဗျာ
လာလိုက်တာဒါတော့အတူပေါ့နော်ကဲဒီတစ်ခါမှာတော့ဒါကျွန်တော်ပွဲကောက်ရေတကွန်အမှရှိရဲဒါပန်းကြံနေပေါ့နော်နောက်ဒီ cable seat ဟာတွေကိုကျွန်တော်ရဲ့ကြီးရက်တွေအတွက်လိုက်ပြပေးရရှိပါတယ်ခင်ဗျာကဲအားလုံးပဲတာယာချမ်းမြေရဲ့နေ့ရက်ကလေးကိုရယူပိုင်ဆိုင်နေကြပါစေလို့ကျွန်တော်ကဆုလူငောင်းတောင်းရင်းနဲ့ဒီ vlog လေးကိုအဆုံးသတ်ပါတယ်ခင်ဗျာကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ bye bye